ကြောက်တုံးထွင်ပြီးချမ်းသာနိုင်မယ်ကျွန်တော်အခုမှသိလာတယ်ဗျာဒီအယုံဆိုတဲ့ကြောက်စိမ့်တုံးကတခြားသူတွေပစ်ထားတာဖြစ်မယ်ဗျာအစကဒီကြောက်တုံးကိုရတဲ့အချိန်တကယ်ပြောပြရင်သဘောမကျခဲ့ပါဘူးဗျာအပေါ်ရန်ကကြမ်းတမ်းပြီးပုံပန်းတရံကလည်းထူးဆန်းနေတယ်ကျွန်တော်ခွဲကြည့်လိုက်တော့တကယ်ကိုအံ့ဩသွားခဲ့ရတာပါလေဗျာအတွင်းကကြောက်သားကနူးညံ့ပြီးအယောင်ကလည်းတဘာဝတိုင်တန့်ရှင်းတယ်ကြိုက်ကြည့်လိုက်ရင်အချိန်လေးအငွေ့တက်တွေကြံ့နေတယ်လို့ပဲဗျာဒီကြောက်သားကထွန်းတူပေါ်တန်ဖို့ရှိမှန်းကျွန်တော်သိလိုက်တယ်အပြင်ပန်းကမထင်ရှားပေမဲ့ဆွဲဆောင်မှုတစ်ခုပုံကွယ်နေတယ်ဗျာကျွန်တော်လက်ထဲကင်ထားရင်းနဲ့စပယ်ပန်းလေးကိုပြင်းမြင်မိတယ်စပယ်ဆိုတာຫນွေညတွေမှာအနူးညံ့လုံးမွေးရနက်လေးပါပဲလာရောင်အောက်မှာအတန့်ရှင်ဆုံးအဖြူရောင်လေးပါဗျာသူကຫນွေဦးကိုမလို့ပဲຫນွေရာသီမှာတပွင့်ပြီးလက်လက်ပပပွင့်တတ်ပါတယ်သူ့ရဲ့ချက်တရေနဲ့နက်ရှင်းတဲ့မေတ္တာတရားကိုဖော်ပြနေတာပါဗျာစပယ်ရဲ့အဓိပ္ပာယ်ကတစ္ဆာရှိခြင်းတန့်ရှင်းခြင်းနဲ့လက်သွဲမြဲခြင်းပါဗျာအတူတူအိုမင်းသွားကြမယ်ဆိုခဲ့တိတ်ဆိတ်တဲ့ဂတိကိုလေးပါပဲဗျာကျွန်တော်စပယ်လေးကတော့တင့်စိတ်နဲ့ကိုယ်စိတ်တူတူအချစ်ကိုမဖြတ်ဘူးပေါ့ဒီဆွဲကြိုးလေးကိုဝိုင်းဆက်ပြီးပြိုးတဲ့ငင်းချမ်းရေးပုံစံလေးဖန်တီးထားတယ်အပြင်ကွင်းကကျဲပြတ်တဲ့လောကကြီးအတွင်းကွင်းကစိတ်ရည်ငင်းချမ်းမှုပါ။ကာရောက်လာနှွေးထွေးပြီးဝတ်ဆင်ထားရင်ခိုင်လာကိုနဲ့တသားတည်းကြတယ်ဗျ။အရှိဘက်မှာအလင်းလက်ဆုံးအယောင်ကိုပေမအယောင်ရအတွက်ခြံထားတယ်။အယောင်တွေတိုင်းစပယ်ပန်းလေးကိုကျွန်တော်တစ်ချက်ချင်းထွင်းထိုးခဲ့တယ်။ပန်းပွဲဖက်ဒီအထက်ထပ်ပါရမယ်ဒါပေမဲ့ကျိုးပဲ့မနေရဘူးဗျ။ပန်းပုံစံကပြည်ပြိုးနေရမယ်ဒါပေမဲ့ပြော့ဖက်မနေရဘူးဗျ။ဝတ်ဆန်ကအတက်ဝင်ပြီးနှင်းပေါက်လေးတွေတုံကားနေတယ်လို့ခန်းစားရစေရမယ်။ဒီလိုစပယ်ပန်းလေးကကြည့်ရလွယ်ပေမဲ့မြန်မြန်တော့မထွင်းရဲဘူးဗျ။တကယ်ကကတ်ထားတယ်လို့ဖြစ်သွားပြီးအတက်မဝင်တော့မှကိုအကြောက်ဆုံးပဲ။ပွဲဖက်အနားတက်လေးတွေနူးညံ့သွားအောင်အချင်းချင်းပြင်ခဲ့ရပါတယ်ဗျ။ဝဆန်ကိုတင်ကြရက်တီစေပြီးအသက်ဝင်တဲ့အလှတရားကိုဖော်ထုတ်နိုင်ခဲ့တယ်ဗျဒီကြောက်လေးကိုထွင်းပြီးတဲ့အခါစပယ်ပန်းလေးလိုနာမည်ပေးလိုက်တယ်ဗျဒါကိုအကိုကြီးတယောက်ကမှားထားတာဖြစ်ပါတယ်ဗျသူဇနီးတဲ့ရဲ့အသက်90ပြည့်မွေးနေ့လက်ဆောင်အဖြစ်ပေးခြင်းလို့တယ်ဗျသူတို့နှစ်ယောက်ရဲ့မင်္ဂလာတက်တန်းအနှစ်30ပြည့်အထိမ်းအမှလည်းဖြစ်တယ်သူကအဝေးပြေးကုန်တင်ရင်မောင်းဖို့အလုပ်တွေအများရှုံနေတတ်ပါတယ်ဗျမိသားစုနဲ့အတူနေဖို့အချိန်နဲ့ပါတယ်လို့ပြောပါတယ်ဗျဇနီးကကလေးကိုစောင့်ရှောက်ရင်အလုပ်ပါလုပ်ရတော့အတော်ပင်ပန်းရှာတယ်နောက်လာကဇနီးမွေးနေ့မို့လို့ထူးခြားတဲ့လက်ဆောင်လေးပေးချင်နေတာပါသူလည်းရက်အတော်ကြာရှာလီခဲ့ပေမဲ့သဘောကျတာမျိုးမတွေ့ခဲ့ဘူးလေဗျကျွန်တော်ဗီဒီယိုကိုတွေ့တော့ဆွဲကြိုးပေးဖို့ချက်ချင်းဆုံးဖြတ်ခဲ့တယ်အဲ့ဒါနဲ့ကျွန်တော်ကိုရှာပြီးဒီစပယ်ပန်းလေးကိုထွင်းခိုင်းတာပါဗျနေတိုင်းဇနီးအနားမှာရှိနေတယ်လို့ romantic ဆန်ဆန်အော့စီခြင်းလိုပါတယ်ဗျတချို့လဲကြီးပြီးကြော်သွားကြမှာပါအားလုံးအလုပ်ရှုပ်နေတာကိုနားလဲပါတယ်ဒါပေမဲ့ဗီဒီယိုမဆုံးခင်လေးတဲ့အတဲလေးပေးသွားကြတဲ့သူတွေလည်းရှိပါတယ်ဘဝရဲ့ခက်ခဲမှုကိုသူတို့နားလဲတော့အဲ့ဒီအချိန်ကျွန်တော်အရန်ကျေးဇူးတင်မိတယ်လက်မှုပညာရှင်တယောက်ရဲ့ယက်တီမှုကိုလည်းနားလဲကြတယ်ဗျခင်ဗျားလည်းအဲ့ဒီလိုလူမျိုးဆိုရင်ရင်ထဲကနေအထုပဲကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ရဲ့စူးစမ်းမှုကိုအချိန်ပေးကြည့်ရှုပေးလို့ကျေးဇူးပါပဲလွတ်နေတဲ့တခြားအရာတွေစီကိုအာယုံမလွတ်သွားပဲနဲ့ပေါ့ဗျာတာမန်တင်ညာရှင်တယောက်ကြောက်တွန်းကိုဘလို့အသက်သွင်းလဲဆိုတာကြည့်ပေးလို့ပါကျွန်တော်တို့ရဲ့လက်မှုပညာအစနစ်တိုင်းကိုလူတွေသိအောင်နှိပ်တိုင်းဗီဒီယိုရိုက်နေတာပါတကယ်ပြောရင်ဒီဗီဒီယိုကိုတင်းဖြတ်ရတာကပိုပင်ပန်းပါတယ်ဗျာဒါပေမဲ့အသေးလေးပေးတာဒါမှမဟုတ်လှတယ်လို့မှတ်ချက်လေးရေးပေးရင်ဒါဟာရိုးရာလက်မှုပညာအတွက်အကောင်းဆုံးအားပေးမှုပါပဲဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာရီဆက်ပါရင်နောက်ပိုင်းကျကျွန်တော်လုတ်ပေးပါမယ်ဗျာမထွားခင်မှာ follow လေးနှိပ်ပေးခဲ့ဖို့မမိနဲ့တော့ဗျာအခုဆိုရင်တော့ဒီလာပါတဲ့ဆွဲတီလေးကိုမြင်တွေ့ရမှာပါအသေးစိတ်လက်ရလေးတွေကတကယ်ကိုတေးသက်လှပါတယ်ဗျာဒီလိုလက်ရတွေထွက်လာဖို့အတွက်အချိန်တော်တော်ပေးရပါတယ်ဗျာရိုးရာလက်မှုပညာရဲ့တန်ဖိုးကိုအားလုံးခံစားမိမယ်ထင်ပါတယ်ဗျာကြည့်ရှုသူတိုင်းရဲ့ရင်ထဲမှာလည်းဒီအလှတရားကိုသဘောကျမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျဆက်လက်ပြီးအားပေးကြပါအောင်နော်နောက်ထပ်လည်းဒီထက်ပိုကောင်းတဲ့လက်ရတွေကိုဖန်တီးပြပါမယ်ဗျအခုလိုအချိန်ပေးပြီးကြည့်ပေးတဲ့တယောက်ချင်းစီကိုကျေးဇူးပါအားလုံးပဲတာယာလှပတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်ကြပါစေအလှတရားဆိုတာကြည်တက်သူရဲ့မျက်လုံးထဲမှာပဲရှိတာပါဗျကျွန်တော်တို့ရဲ့ရိုးရာပညာရက်ဒီထပ်ပိုပြီးတိုးတက်လာအောင်အတူတူဝိုင်းဝန်းပြီးထိန်းသိမ်းကြရအောင်ပါဗျ